ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီမင်းတဲ့ post ကနေခုလိုမျိုးနည်းနည်းနဲ့ပုံမှာဖြည့်ချခွင့်ရတဲ့အတွက်ကျွန်တော်အနေနဲ့လည်းဝန်တာပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Chinland Council အနေနဲ့ဒီလက်ရှိမှာဘာတွေလုပ်နေတယ်လဲဆိုတဲ့အရာမှာပေါ်တော့ကျွန်တော်တို့ကဒီဒီအခြေအနေဒီခုကိုအခြေခံပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့လက်ရှိတော်လှန်ရေးကာလက3နှစ်ကျော်ကာလအထိကိုကျွန်တော်ရောက်ရှိနေပြီပေါ့နော်ဆိုတော့ဒီကာလကိုရောက်ရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးရဲ့ဒီအရှိန်လို့ပြောရမှာပေါ့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးအရှိန်ကပိုပြီးတော့မှအားကောင်းလာတာဖြစ်တယ်အဲ့လိုအားကောင်းလာတာနဲ့အမျှပဲဒီကျွန်တော်တို့ရဲ့ချင်းပြည်မှာဆိုရင်လည်းစကန်တင်းတိုက်ပွဲတွေတော်တော်များများကောင်းတယ်ပေါ်လာကြတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီစစ်ကောင်စီလက်ထဲကနေပြီးတော့မှအုပ်ချုပ်ရေးနှိမ်မြေတွေကိုကျွန်တော်ပြန်တူယူနိုင်ခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီချင်းပြည်သူတွေအနေနဲ့ဟိုဒီကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ချင်းပြည်အတွင်းမှာရှိတဲ့ဒီအုပ်ချုပ်နေမြေတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှသိမ်းပိုက်နိုင်ခဲ့တယ်အဲ့လိုမျိုးသိမ်းပိုက်နိုင်ခဲ့တဲ့အချိန်မှာကျွန်တော်လူထုအနေနဲ့ဒီအုပ်ချုပ်ရေးစနစ်တွေပေါ်ပေါက်လာဖို့လိုတယ်ပြီးတော့မှကျွန်တော်တို့ရဲ့တရားဥပဒေစိုးမိုးရေးတွေလိုလာတယ်ပြီးတော့မှဒီ public service တွေပေါ့နော်ဒီပြည်သူလူထုတွေအတွက်ကျွန်တော်တို့ဖက်ကနေပြီးတော့မှဒီဟိုဆောင်ရွက်ပေးရမယ့်အခန်းကဏ္ဍတွေဒီပြန်လည်ပြီးတော့မှဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့ပြည်ကိုကျွန်တော်တို့ရဲ့ state ကိုကျွန်တော်တို့ရဲ့ Chinland ကိုပြန်တည်ဆောက်ဖို့အတွက်ကိုကျွန်တော်တို့အနေနဲ့စတင်ပြီးတော့မှဒီအကောင့်တွေပေါ်ဆောင်ရွက်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အနေနဲ့မြင်နေပေါ့ဆိုတော့အဲ့ဒီမြင်တဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေအနေနဲ့ကလည်းဒီလိုမျိုး3နှစ်ကျော်ကာလမှာဒီကိုယ့်ရဲ့အစိုးရဒီကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့အနှစ်သာရအပေါ်အခြေခံပြီးတော့မှ constitution ပေါ့ဒါကျွန်တော်တို့ရဲ့ constitution ကိုရေးဆွဲခဲ့တယ် constitution ရေးဆွဲတဲ့နောက်ပိုင်းမှာကျွန်တော် council ဖွဲ့စည်းကြတယ်ပေါ့ Chinland Council ကဘာတွေလုပ်တယ်လဲဆိုတော့ကျွန်တော်တို့ကဒီ constitution ပေါ်အခြေခံပြီးတော့မှဒီပြည်သူလူထုတွေချင်းပြည်အတွင်းမှာရှိနေတဲ့လူတွေအတွက်အုပ်ချုပ်ရေးဒီအစိုးရအနေနဲ့ကျွန်တော်တို့ဒီမန်တိုင်3ရက်ပေါ့ချင်းပြည်ချင်းနဲ့အစိုးရရှိမယ်ပြီးတော့မှဒီဥပဒေပြုရေးဖွဲ့ရှိမယ်ပြီးတော့မှဒီတရားတော်ချုပ်တရားရေးမန်တိုင်တွေရှိမယ်ဆိုတော့ဒီလိုမျိုးမန်တိုင်3ရက်ကိုကျွန်တော်တို့ဖွဲ့စည်းပေးတဲ့အချိန်မှာဒီခုနပြောတဲ့အစိုးရဆိုရင်ဒီလိုမျိုးအကြံဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားအောက်ကနေကျွန်တော်တို့ပြန်လည်ပြီးသိမ်းပိုက်ရယူတဲ့နေမြေတွေမှာပြည်သူလူထုကိုဝန်ဆောင်မှုပေးနိုင်အောင်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်တော့ဖို့လှုပ်ဆောင်နေပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့အနေနဲ့ဒီလက်ရှိအစိုးရရဲ့အလောကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်းချင်းပြည်ချင်းလည်းအဆင့်မှာကျွန်တော်တို့ဒီ state government ရှိမယ်ပြီးတော့မှ local government ရှိမယ်ပေါ့နော်ဆိုတော့အစိုးရတော်လောကိုကျွန်တော်တို့ထားရှိထားတာဖြစ်တယ်ဒီဟာတွေကကျွန်တော်တို့အနေနဲ့ဒီ federal ကိုအခြေခံပြီးတော့မှသွားကြမယ်ဆိုတော့အရာပေါ်မှာဒီတက်ဆိုင်ရာကိုယ့်ရဲ့အုပ်ချုပ်ရေးပေါ်ဆောင်တဲ့ဒီတန်တရအုပ်ချုပ်ရေးအဖွဲ့တွေကိုကျွန်တော်တို့ဒီ sub rule နဲ့ share rule ကိုခွဲပြီးတော့မှအုပ်ချုပ်တဲ့စနစ်လိုဟာမျိုးကိုကျွန်တော်တို့ပြန်ပြီးတော့မှသွားကြရတာရှိတယ်ဆိုတော့ဒီ council ကတော့ဘာလုပ်ပေးတယ်လဲဆိုရင်အဲ့လိုမျိုးချင်းပြည်အစိုးရနဲ့ဒေသန္တရအစိုးရကြားထဲမှာချိတ်ဆက်ဆောင်ရွက်နိုင်မဲ့ဒီမူဝါဒတွေဒီကျွန်တော်တို့ချပေးရတယ် guideline တွေကျွန်တော်တို့ချပေးရတယ်ဒီအုပ်ချုပ်ရေးစနစ်အားကောင်းလာနိုင်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ဥပမာချင်းပြည်မှာဆိုရင်တော့ဒီအုပ်ချုပ်ရေးစနစ်ကသူ့ရဲ့ဒေသကြားတစ်ခုနဲ့တစ်ခုနဲ့မှာဒီတူချီမှတူမှာဘာလို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဖြစ်ဆက်ကနေကျွန်တော်တို့ကိုအုပ်ချုပ်တဲ့ဟာကဘကိုတစ်ခုတည်းနဲ့အုပ်ချုပ်တဲ့တစ်ခုတည်းကိုပဲအခြေခံပြီးတော့မှဒီ top down ပေါ့နော် top down စနစ်ကိုပဲအခြေခံခိုင်းတာဖြစ်တဲ့ကြောင့်မလို့ဒီအခုမျိုးကျွန်တော်တို့ကတကယ်ကို bottom up တက်တော့မယ်ဆိုတဲ့အချိန်လိုဟာမျိုးမှာကျတော့ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးစနစ်တွေကတော့နေပေတစ်ခုနဲ့တစ်ခုမြို့နယ်တစ်ခုနဲ့တစ်ခုအုပ်ချုပ်ရေး structure တွေကအစကျွန်တော်တို့မှာမတူညီနိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့အနေနဲ့အတိမတ်ပြုရမယ်အတိမတ်ပြုပြီးတော့မှဒီချင်းပြည်အဆင့်အစိုးရနဲ့ဒီ local အဆင့်အစိုးရနဲ့ကြားထဲမှာဒီဒေချာလေးစနစ်
စနစ်တကျစနစ်ကြပြီးတော့မှအားကောင်းတဲ့အစိုးရတရက်ကိုကျွန်တော်တို့တွားဖို့ရှိပါတယ်ပေါ့နော်ဒါကျွန်တော်ကောင်စီအနေနဲ့ဒီအစိုးရနဲ့ဒီကြားထဲမှာဆောင်ရွက်နေတဲ့ကိစ္စဖြစ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီလိုမျိုးကာလမှာဒီကိုယ်ရတစ်ခုရှိတယ်ကျွန်တော်တို့မှာဆိုရင်ချင်းပြည်မှာဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ပြောနေတဲ့အလုပ် defense force ဆိုတော့ဒါမဲ့လည်းတက်ဆိုင်ရာမြို့နယ်ဒေသတွေရဲ့တက်ဆိုင်ရာတည်တည်ကိုယ်ရတစ်ဖွဲ့တွေပါပဲဆိုတော့အဲ့ဒီတစ်ဖွဲ့တွေရှိနေပြီးတော့မှ CNA ရှိနေပေါ့ဆိုတော့ဒီလိုမျိုးလက်နက်ကင်တွေကြားထဲမှာလည်းဒီအပြန်အလှန်ထိန်းချောင်းဖို့ကျွန်တော်တို့ဖြစ်နိုင်အောင်ဒီချင်းလန်းကောင်စီကနေပြီးတော့မှကျွန်တော်တို့ဒီကာကွယ်ရေးနဲ့သက်ဆိုင်တဲ့မူဝါဒတွေကိုလည်းကျွန်တော်ရေးဆွဲချမှတ်နိုင်ဖို့ဆောင်ရွက်နေတဲ့ဟာတွေရှိပါတယ်ပြီးတော့ဒီလူထုအတွက်ကျွန်တော်တို့ဒီအစိုးရပိုင်းနဲ့ပြောဆိုတဲ့တရားဥပဒေစိုးမိုးရေးပေါ့ကျွန်တော်တို့ဒီကာလမှာတော့အထူးသဖြင့်ကျွန်တော်လက်လူရှုလို့မရတဲ့အရာပေါ့ဟိုမှာကြေးရောအစင်ကအထိဒီအုပ်ချုပ်ရေးစနစ်ကအထိတရားဥပဒေစိုးမိုးရေးမရှိတဲ့နေရာမှာဆိုရင်တော့ဒီလက်နက်ကင်တပ်ဖွဲ့တွေများတဲ့နေရာမှာဆိုရင်ဒီတရားဥပဒေစိုးမိုးရေးအပိုင်းတွေကိုလည်းကျွန်တော်ကောင်းလေးဆောင်ရွက်ဖို့လိုမယ်လက်နက်ကင်တပ်ဖွဲ့ရှိတဲ့တစ်ဖက်မှာရေးတပ်ဖွဲ့ပေါ့နော် policy ကိုလည်းကောင်းဖွဲ့စည်းနိုင်ဖို့အတွက်ကျွန်တော်တို့အခုပြည်ထောင်ဝန်ကြီးဌာနကနေပြီးတော့မှဒီရေးတပ်ဖွဲ့တွေကိုစနစ်တကျစုစည်းပြီးတော့မှဒါကြေးရောအဆင့်ထိကိုရေးတပ်ဖွဲ့တွေအနေနဲ့လည်းတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နိုင်ဖို့ကြိုးပမ်းဒီဆောင်ရွက်နေတဲ့အရာတွေရှိတယ်ဆိုတော့တစ်ဖက်မှာလည်းကျွန်တော်တရားစီရင်ရေးကိုပြောမယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ဒီတီချာလွတ်လပ်တဲ့တရားရုံးကိုကျွန်တော်တို့ထားရှိပါတယ်ပေါ့ဒီချင်းနဲ့တရားလွတ်တော်ချုပ်ရှိမယ်ဒါကတော့ဒီချင်းပြည်အဆင့်မှာကျွန်တော်တို့အမြင့်ဆုံးတရားရုံးဖြစ်တယ်ပေါ့ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်မြို့နယ်ဒီမြို့နယ်အဆင့်ဒေတာအဆင့်မှာလည်းသက်ဆိုင်ရာတရားရုံးတွေကိုကျွန်တော်ထားရှိပြီးတော့မှတရားစီရင်ရေးဒီမန်တိုင်းကိုလည်းဒေချာလည်းစီမံဆောင်ရွက်ဖို့အတွက်လုပ်နေပါတယ်အဲ့ဒါကိုလည်းကျွန်တော်ဥပဒေအဖြစ်ကျွန်တော်တို့ပြဋ္ဌာန်းနေပါတယ်ပေါ့နော်တရားစီရင်ရေးဥပဒေဆိုရင်ကျွန်တော်တို့လွှတ်တော်ကနေပြီးမှချင်းနဲ့လွှတ်တော်ကနေပြီးတော့မှပြဋ္ဌာန်းလိုက်ပြီးပေါ့ဆိုတော့ဒီဥပဒေအတိုင်းပဲကျွန်တော်တို့သက်ဆိုင်ရာတရားရုံးတွေကနေပြီးတော့မှဒါလက်ဆွဲကင်ထားပြီးတော့မှဒီတရားစီရင်ရေးကိုလည်းဒီကာလမှာထိရောက်တဲ့ဆောင်ရွက်တော့ဖို့ကျွန်တော်တို့ဒီလုဆောင်နေပါတယ်ဆိုရဟာလေးပြောလို့ပါတယ်ဆိုတော့ဒီကျွန်တော်တို့အနေနဲ့ဒီချုပ်ပြီးပြောရမယ်ဆိုရင်တော့ချင်းလန်းကောင်စီကတော့မူဝါဒအပိုင်းကိုချမှတ်ပေးဖို့အတွက်ကျွန်တော်တို့ကနေပြီးတော့မှဒီတာဝန်ရှိတယ်ကျွန်တော်လုပ်ပိုင်ခွင့်ဖြစ်တယ်တစ်ဖက်မှာအကောင့်တွေပေါ်မဲ့ဟာကတော့မန်တိုင်း3ရက်ပေါ့မန်တိုင်း3ရက်ကနေတော့ဒီဟာတွေကိုအကောင့်တွေပေါ်မယ်အကောင့်တွေပေါ်တဲ့ပိုင်းတွေမှာကျွန်တော်တို့ပဋိပက္ခတွေဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီချင်းလန်းကောင်စီကနေပြီးတော့မှပဲပြန်နေပြီးတော့မှဒီဖြည့်ရှင်းဆောင်ရွက်ရမယ့်ဟာတွေကျွန်တော်တို့ရှိပါတယ်လို့ကျွန်တော်တို့ဒီလိုမျိုးကာလမှာချင်းလန်းကောင်စီအနေနဲ့ဆောင်ရွက်တဲ့ဟာတွေ100%ကျွန်တော်တို့ perfectly ဖြစ်လာဆိုတော့မဖြစ်ပါဘူးကျွန်တော်တို့အခုမှစပြီးတော့မှဒီဟာတွေကဒီကျွန်တော်တို့ကိုယ့်ရဲ့ဒီကိုပိုင်အုပ်ချုပ်တဲ့စနစ်တွေကိုခုမှစပြီးတော့မှကျင့်သုံးနေရတဲ့အရာဖြစ်တဲ့ချင်းကြောတော့အဖက်ဖက်ကနေကျွန်တော်တို့ကအစင်ခုံမှုတွေတော်တော်လေးများတယ်ဥပမာကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းဆိုရင်လည်းဒီကိုယ့်ရဲ့သက်ဆိုင်ရာပြည်သူလူထုကနေကြေးရောကနေရွေးလိုက်တဲ့လူတွေဖြစ်တယ်ပြီးတော့မှဒီကာလမှာကျွန်တော်တို့အနေနဲ့ပေါ်ထွန်းလာကိုအရင်မြင့်တင်နေရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာ HR လိုတယ်human resource အများကြီးလိုတယ်ပြီးတော့ကျွန်တော်တို့မှာ budget တွေအများကြီးလိုတဲ့ဟာတွေရှိတယ်ပြီးတော့မှနည်းပညာပိုင်းတွေလည်းကျွန်တော်အများကြီးလိုသေးတယ်ဒီဟာတွေကိုကျွန်တော်တို့ကောင်းလေးဒီချင်းလန်းကောင်စီအနေနဲ့ကလည်းဒီသက်ဆိုင်ရာဒီမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အခု NUG FSC နဲ့ကျွန်တော်ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိတယ်ပြီးတော့မှဒီတခြား Federal Unit တွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်ဖို့အတွက်လည်းကြိုးပမ်းနေတယ်ဒီပြီးတော့မှနိုင်ငံတကာအစိုးရတွေ NGO INGO တွေနဲ့လည်းချိတ်ဆက်ပြီးတော့မှပို့ပြီးတော့အားကောင်းတဲ့အစိုးရတစ်ခုဖြစ်လာဖို့ပြီးတော့မှဒီထက်ပိုကောင်းတဲ့ဒီချင်းလန်းပေါ့နော်ဒီ Federal ဒီချင်းပြည်တစ်ခုဖြစ်လာဖို့အတွက်ကိုကျွန်တော်တို့အနေနဲ့ကြိုးပမ်းဆောင်ရွက်တော့ဖို့ရှိပါတယ်လို့ဒါအခုချိန်မှာအကောင့်တွေပေါ်နေစေနဲ့ဆက်လက်ပြီးတော့မှအကောင့်တွေပေါ်နိုင်ဖို့အတွက်ကိုကြိုးပမ်းရရလေးကိုကျွန်တော်ပြောလိုပါတယ်ဟုတ်ဟုတ်ကဲ့ဒီပြည်သူလူထုအနေနဲ့ကတော့ဒီကျွန်တော်တို့ရဲ့ပထမတစ်ခုကတော့ကျွန်တော်တို့မှာ
ပြလို့ရတဲ့ပြည်သူလူထုကိုကျွန်တော်တို့အခိုင်အမာချပြလို့ရတဲ့ constitution တစ်ခုရှိရဆိုတဲ့ဟာတော့ဒါကျွန်တော်တို့လုံးဝဒီကျွန်တော်တို့ရဲ့ချင်းလန်းကောင်စီရဲ့ဒီနိုင်ငံရေးရည်မှန်းချက်နိုင်ငံရေးရည်တည်ချက်ကျွန်တော်တို့ချင်းပြည်အတွက်ချင်းလူမျိုးတွေအတွက်ကျွန်တော်တို့ဘာလုပ်ရမလဲဒီပေပေါ်ချေခံရမလဲဆိုတော့ပြည်သူလူထုပေါ်မှာပွင့်လင်းမြင်သာမှုရှိကျွန်တော်တို့ချပြနိုင်တာ constitution တစ်ခုရှိတယ်ပေါ့နော်ဒါဒီပြည်သူလူထုတွေအနေနဲ့ဒီ constitution ပေါ်ခြေခံပြီးတော့မှချင်းလန်းကောင်စီပေါ်မှာဒီယုံကြည်မှုဘယ်လောက်ရှိရဆိုတဲ့ဟာတော့ကျွန်တော်တို့တွေးချက်လို့ရတာပေါ့ဆိုတော့ကျွန်တော်တို့လက်ရှိချင်းလန်းကောင်စီမှာပြည်သူလူထုဘယ်လောက်အထိယုံကြည်မှုရှိတယ်လို့ကျွန်တော်ယုံကြည်တယ်ဘယ်လောက်အထိအားပေးထောက်ခံတယ်လို့ကျွန်တော်သုံးသပ်ကြည့်တဲ့အချိန်မှာတော့ချင်းလန်းကောင်စီမှာပါတဲ့ဒီအဖွဲ့ဝင်တီတီဒီနေမြေပေါ်လေးခြေခံပြီးတော့မှကျွန်တော်တို့ပြောလို့ရတာပေါ့ဒါမဲ့ဒါကတော့ကျွန်တော်တို့မှာဒီ fact ပဲဖြစ်ပါတယ်ပေါ့အချက်လက်ပဲဖြစ်တယ်အဲ့ဒီဟာကဆိုတော့ကျွန်တော်တို့ကအချက်လက်ပေါ်မှာအခြေခံပြီးမှပြောမယ်ဆိုတော့ဒါကတော့ဒီ ground မှာကျွန်တော်တို့ကစက်တန်းတွေကောက်ရမယ်အများကြီးကျွန်တော်တို့ကဒီပြည်သူလူထုကိုဒီခွေးချသလိုမျိုးဖြစ်သွားမှလည်းမလိုလားအပ်ဘူးပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့ချင်းလက်ကောင်စီကိုပြည်သူလူထုကဒီထောက်ခံလာနိုင်ဖို့ကြိုးစားတာမျိုးမဟုတ်ဘဲနဲ့ဒီချင်းလူမျိုးတွေကနေပြီးတော့မှဒီချင်းလူမျိုးတွေအတွက်အာမခံချက်ရှိနိုင်တဲ့ချင်းလူမျိုးတွေအတွက်ဒီရက်တီပေးနိုင်တဲ့ကောင်စီတစ်ခုဖြစ်အောင်ကျွန်တော်တို့အနေနဲ့ကြိုးစားခြင်းတယ်ဆိုရဟာပါချင်းလက်ကောင်စီကိုပြည်သူလူထုကလက်ခံဖို့အတွက်ပြည်သူလူထုကိုကျွန်တော်တို့ကတွားပြီးတော့မှဒီစီယုံရေးအတွင်ဆောင်တဲ့တခြားနှီးလန်းတွေနဲ့ဥမာ public service တွေပေးမှလူထုကကျွန်တော်တို့ကိုထောက်ခံလာမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့အနေနဲ့ဒါမကျင့်သုံးစေလိုဘူးဆိုတော့အစိုးရတရက်ဖြစ်လာတယ်ဆိုတဲ့ကြောင့်မလို့ထိုက်တင်အလောက်တော့ကျွန်တော်တို့တက်နိုင်တဲ့လောက်တော့ကျွန်တော်ကုညီပန်းပို့ပေးမယ်တက်နိုင်တဲ့လောက်တော့ကျွန်တော်တို့ဒီဆောင်ရွက်ပေးမယ်သို့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲချင်းလန်းကောင်စီဆိုတာကလည်းတခြားလူကလာပြီးတော့မှတခြားလူမျိုးတွေဆိုတာလာပြီးတော့မှဖွင့်ပေးတာမဟုတ်ဘူးကျွန်တော်ချင်းလူမျိုးတွေကိုယ်တိုင်ချင်းလူမျိုးမှာရှိတဲ့တက်တီဖြစ်စေမတက်တီဖြစ်စေကျွန်တော်တို့ဒီတော်လိုင်းရေးမှာပါဝင်တဲ့လူတွေဒီချင်းပြည်အတွက်ကုညီဆောင်ရွက်နေတဲ့ခေါင်းဆောင်တွေကနေပြီးတော့မှဆွေးတော့ဒါဖွင့်ရှိထားတဲ့ကိုယ့်ရဲ့ဒီခေါင်းစီဖြစ်တယ်ဆိုတဲ့ဟာကပြောချင်တာကကျွန်တော်တို့ချင်းလူမျိုးတွေကနေရေးဆွဲတဲ့ constitution ကျွန်တော်ချင်းလူမျိုးတွေကနေပဲဒီဖွင့်ရှိထားတဲ့ခေါင်းစီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးချင်းပြည်အတွင်းမှာချင်းလန်းခေါင်းစီကချင်းလူမျိုးတွေဘယ်နှစ်ယောက်ကကြားရမယ်ဘယ်နှစ်ယောက်ကလက်ခံရမယ်ဆိုတဲ့ဒီ propaganda လိုဟာမျိုးကိုတောက်ပြီးတော့မှချင်းကတာမျိုးတော့လုံးမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ယုံကြည်မှုဘယ်လောက်ရှိလဲလို့ပြောတဲ့အချိန်မှာဒီချင်းလန်းကောင်စီကိုဒီထက်ပိုပြီးတော့မှအားကောင်းအောင်တော့ကျွန်တော်တို့ပြည်သူလူထုတွေကိုယ်တိုင်ကပူးပေါင်းဆောင်ရွက်ရလိမ့်မယ်ဆိုတဲ့ဟာတော့ကျွန်တော်အနေနဲ့ဒါပြောချင်တယ်ချင်းလန်းကောင်စီကိုထောက်ခံတယ်ဆိုတော့ချင်းလန်းကောင်စီဒီထက်ပိုပြီးအားကောင်းနိုင်ဖို့ချင်းလန်းကောင်စီကဘာတွေလိုအပ်နေတယ်လဲချင်းလန်းကောင်စီကိုဘယ်လိုမျိုးကျွန်တော်တို့ကပြုပြင်ရမလဲဆိုတော့ချင်းလန်းကောင်စီချက်ကောင်းတဲ့ဒီ platform တစ်ခုလိုဟာမျိုးကျွန်တော်ချင်းလူမျိုးတွေအားလုံးကလူချင်းနေဆိုရင်ဒါချင်းလူမျိုးတွေအားလုံးရဲ့သဘောထားဖြစ်ပါတယ်ဆိုတော့ချင်းလန်းကောင်စီပိုအမြင်မှာပြည်သူလူထုအနေနဲ့ဒီဟာကပဲကျွန်တော်တို့ကိုအုပ်ချုပ်ရမယ်ဒီဟာကပဲကျွန်တော်တို့အပေါ်မှာဒီအောက်မှာပဲကျွန်တော်လိုက်ရမယ်ဆိုတဲ့အမြင်မျိုးလေးတော့ပြည်သူလူထုတွေအနေနဲ့ထောက်ခံတာမျိုးမဟုတ်ဘဲနဲ့ဒါပြည်သူလူထုတယောက်ရဲ့ဒါသဘောထားအပေါ်မှာဒီချင်းပြည်ကိုဘယ်လိုမျိုးတည်ဆောက်ကြမလဲကျွန်တော်ချင်းလူမျိုးတွေရဲ့ဒီအနာဂတ်အခွင့်အလမ်းကကျွန်တော်ရဲ့ nation လို့ပြောနေတဲ့အမျိုးသားတည်ဆောက်ရေးကဘယ်ကနေတည်ဆောက်ကြမလဲဆိုတဲ့ဟာကချင်းလူမျိုးတိုင်းမှာကိုစီသူတို့ရဲ့ right ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ချင်းလန်းကောင်စီကတော့ကျွန်တော်တို့ဖွဲ့စည်းပုံမှာအခြေခံသွားမယ်ကျွန်တော်လက်ရှိအစုအဖွဲ့၃ခုပုံမှာအခြေခံပြီးတော့မှသွားနေတယ်ဒီတက်နိုင်တဲ့လောက်ကျွန်တော်တို့မန်နိုင်၃ရက်ကိုဖွဲ့စည်းပြီးတော့မှချင်းပြည်သူလူထုတွေပုံမှာဒီရက်တီပေးဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်တက်နိုင်တဲ့လောက်လဲဆောင်ရွက်နေပါတယ်ဆိုတော့ဒီဟာတွေပုံမှာဒီကျွန်တော်တို့လောက်ဆောင်တဲ့ဟာတိုင်းကတရားထဲနှုံးမှန်တယ်ဆိုတာလည်းမဟုတ်ဘူးနဲ့ပြည်သူလူထုတွေနဲ့ပူးပေါင်းပြီးတော့မှဆက်လက်ပြီးအားကောင်းတဲ့ကောင်စီတစ်ခုဖြစ်အောင်လဲကြိုးပမ်းသွားမယ်ဒီထက်ပိုပြီးတော့မှပြည်သူလူထုကလည်းထဲဝင်ပူးပေါင်းပါဝင်ပေးဖို့ဒီဖိတ်ခေါ်ရင်းနဲ့လူထုတွေနဲ့ဒီအမြင်မှာကျွန်တော်တို့ရဲ့လူထုတွေမြင်တဲ့အမြင်မှာလည်းအဲ့လိုပဲကျွန်တော်အနေနဲ့ကတော့ဆွေးနွေးလိုပါတယ်
ဟုတ်ကဲ့ကျွန်တော်တို့လက်ရှိမှာဒီခုနပြောသလိုပဲချင်းမှာကျွန်တော်တို့ဒီတစ်ဖွဲ့တည်းဖြစ်နိုင်ဖို့ခက်ခဲနေရတဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်တို့စိန်ခေါ်မှုပေါ့ဒီစိန်ခေါ်မှုကဒီဟိုရှိလေးရှိတင်ပါတယ်ကျွန်တော်ချင်းလူမျိုးတွေကြားထဲမှာဒါကကျွန်တော်တို့အတွက်ဒီပြဿနာတစ်ခုလိုဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ချင်းလူမျိုးတွေကြားထဲမှာစိန်ခေါ်မှုလို့ပဲကျွန်တော်တို့ကတော့မြင်နေပေါ့နော်ဆိုတော့ဒီချင်းလန်းကောင်စီရှိတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ချင်းဘာသာဟုအဖွဲ့ရှိတယ်ဆိုတော့ဒီတစ်ဖက်မှာလည်းစီမှာလည်းမပါချင်းဘာသာဟုလည်းမရှိတဲ့အစုတွေလည်းရှိကြအောင်မှာရှိကြအောင်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါဒီလိုမျိုးသဘောထားမတူနိုင်တဲ့အနေအထားမှာဒီကိုယ့်ဘက်ကိုကိုယ့်ရဲ့အောက်မှာကိုယ့်ရဲ့မူဝါဒအောက်မှာဒီဝင်ရမယ်ပြီးတော့မှကျွန်တော်တို့ဖွဲ့စည်းရဲ့မူဝါဒအောက်မှာဝင်ရမယ်ဆိုတော့ချင်းကပ်မှုမျိုးကတော့ဒါအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဒီမူဝါဒအရကျွန်တော်တို့ရဲ့ policy အရကွေးပြားနေတဲ့ဟာဆိုတဲ့ဟာတော့ဒီတစ်ဖွဲ့နဲ့တစ်ဖွဲ့ပြီးတော့မှဒီအဖွဲ့တစ်ခုချင်းစီအလိုက်ရောပြီးတော့ဒီအစုအဖွဲ့တစ်ခုနဲ့တစ်ခုရောဒါကတော့ကျွန်တော်တိတာမိတာအနေနဲ့ပြောလို့ရတယ်သဘောထားချင်းမတိုက်ဆိုင်တာမဟုတ်ဘဲနဲ့မူအရကျွန်တော်တို့ကကွေးလွှဲနေတဲ့အရာဖြစ်တယ်မူအရကွေးလွှဲတယ်ဆိုတာဒီမူတွေကိုကျွန်တော်တို့ကဒီဘေးအဖွဲ့ကမှ fit တစ်ခုသေးကိုပဲအတီထားတာမျိုးကင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အမြဲတမ်းဒီဟာကိုဘယ်လိုမျိုးreform လုပ်ကြမလဲဘယ်လိုမျိုးကျွန်တော်တို့ပြုပြင်ပြောင်းလဲကြမလဲဆိုတာကဒါကျွန်တော်တို့ရဲ့ဒီစင်ခေါ်မှုကိုကျွန်တော်တို့ကလက်ခံရမယ်ပထမတစ်ချက်အနေနဲ့ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒီမူတွေကိုကျွန်တော်တို့ change လုပ်ကြမယ်move on လုပ်ကြမယ်လို့ကျွန်တော်တို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကြားထဲမှာအင်အားကြီးတဲ့အစုလေးရှိမယ်အင်အားငယ်တဲ့အစုလေးရှိမယ်ကျွန်တော်ချင်းလူမျိုးတွေကြားထဲမှာမျိုးနွယ်စုကြီးတွေလည်းရှိကောင်းရှိနိုင်တယ်မျိုးနွယ်စုအရာသူကငယ်တဲ့အားနည်းတဲ့အစုလေးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုဟာမျိုးဒီအင်အားကြီးတဲ့ဟာကိုအခြေခံမယ်ဒီမျိုးနွယ်စုရကြီးတဲ့ဟာကိုအခြေခံတာမျိုးနဲ့ကျွန်တော်တို့ရဲ့ဒီချင်းရဲ့ nation building ကိုတွားပြီးတော့မှစဉ်းစားမယ်ဆိုရင်ဒါလည်းအလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အခုပြောတာကဒီ CC နဲ့ CB တစ်ခုတည်းပဲ high လုံးမလို့ကျွန်တော်ပြောတာမဟုတ်ဘဲနေပေါ့နော်ကျွန်တော်တို့ရဲ့မူအရကွေးလွှဲနေတဲ့ဒီချင်းလူမျိုးတိဆောက်ရေးပေါ့ဒီအမျိုးသားတိဆောက်ရေးပေါ့ဒါချင်းဆိုတဲ့အမျိုးသားတိဆောက်ရေးကောင်းစဉ်အောက်မှာကျွန်တော်တို့တွားကြမယ်ဆိုရင်ခုနပြောတဲ့မှုတွေကိုကျွန်တော်အမြဲတမ်းအဖွဲ့အစည်းတိကနေပြီးတော့မှ change လုပ်ချင်စိတ်ရှိရမယ်ဆိုတဲ့ဟာပေါ့ဆိုတော့လက်တလုံးမှာတော့ကျွန်တော်တို့အနေနဲ့ဒီ CB နဲ့ CC ကြားထဲမှာဖြစ်ပေါ်နေတဲ့အရာဆိုရင်ကျွန်တော်ကတော့ဒီ CC အနေနဲ့ကတော့တွေ့ဆုံဆွေးနွေးဖို့အတွက်ကျွန်တော်တို့မှာဒီမူရှိပါတယ်လို့ဒါဒီ CC မှာဒီမပါတဲ့အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးပြီးတော့မှကျွန်တော်တို့ဒါကချင်းလူမျိုးအလုံးစုစည်းညီညွတ်ဖို့အတွက်ကျွန်တော်တို့တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ဟာကို CC မှာမပါတဲ့အဖွဲ့အစည်းတွေအနေနဲ့နားလည်စီလို့ရတယ်ကျွန်တော်တို့က CC အောက်မှာလာပြီးတော့ဒါကျွန်တော်တို့အောက်မှာလာနေပါဆိုတဲ့ပုံစံမျိုးနဲ့ဆွေးနွေးမှာမဟုတ်ဘူးကျွန်တော်တို့ကဒီချင်းအမျိုးသားတိဆောက်ဖို့အတွက်ဆွေးနွေးကြမှာကျွန်တော်တို့ CC ဖက်ကနေချင်းအမျိုးသားတိဆောက်ဖို့အတွက်ကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဒီဟာကတရားရခံနှုန်းပြည်သူကထောက်ခံနေတာမဟုတ်ဘူးချင်းမှာရှိတဲ့တော်လိုင်းရေးအားလုံးကပါနေတာမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာ CP အနေနဲ့အမျိုးသားတိဆောက်ရေးကိုဘယ်လိုမြင်တယ်လဲပေါ့ဆိုတော့သူတို့ရဲ့အမြင်ကျွန်တော်တို့ရဲ့အမြင်ကိုကျွန်တော်တို့ကဆွေးနွေးရမယ်ဒါမှကျွန်တော်တို့ကြားထဲမှာဖြေရမှာ crisis တစ်ခုပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ဆွေးနွေးနေဆိုရင်အဲ့ဒါကဖြေမဟုတ်ဘူးဒါပြဿနာကိုယာယီခဏဖြေရှင်းဖို့အတွက်တွေ့ဆုံမယ်ဆိုတဲ့ဟာလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီချင်းအမျိုးသားရေးတည်ဆောက်မယ်ချင်းပြည်တည်ဆောက်မယ်ကျွန်တော်တို့ကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ဟာကိုခဏပြောကြပြီးတော့ဘယ်လိုမျိုးခြေလှမ်းကနေစလုပ်မလဲဆိုတဲ့ဟာကိုပြည်သူကိုကျွန်တော်တို့ပွင့်နေမြင်တာအောင်ချပြဖို့လိုတယ်ဆိုတော့စင်ခေါ်တဲ့ပုံစံမျိုးတွေတော့မဟုတ်ဘူးပေါ့ဥပမာအဖြစ်ပြောမယ်ဆိုရင်တော့ဒီပြောမယ် CNC မြင့်တက်ကချင်းအမျိုးသားကိုဘယ်လိုတိဆောက်ကြမလဲဘယ်လိုမျိုးလုပ်ချင်တယ်လေပေါ့ဆိုတော့ဒီ CNO ကရောကျွန်တော်တို့ရဲ့ချင်းပြည်ကိုဘယ်လိုမျိုးပုံစံနဲ့မြင်စီချင်တယ်လဲတော့ဒါတွေကိုပြည်သူလူထုအားလုံးကပွင့်လင်းမြင်သာစွာချပြနိုင်ရမယ်ဒါကိုဒီလိုမျိုးချပြနိုင်တယ်ဆိုရင်ကျွန်တော်တို့ဘေးအဖွဲ့ကအားနည်းချက်ရှိတယ်လေဥပမာ CC ကဘယ်လောက်အားနည်းချက်ရှိတယ်လဲ
တခြားချင်းဘာတာဟုတ်ဘက်ကရောဘယ်နေရာတွေမှာအားနည်းချက်ရှိတယ်လဲဆိုတော့ပြည်သူကပဲဆုံးဖြတ်ပေးပါလိမ့်မယ်ဆိုတော့ပြည်သူကိုလည်းကျွန်တော်တို့ကဆုံးဖြတ်ခွင့်ပေးရမယ်အခုအချိန်မှာကျွန်တော်တို့ကဒီပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောတာတော့မဟုတ်ဘူးဒါအားလုံးကကိုယ့်ရဲ့လူမျိုးလွတ်မြောက်ဖို့အတွက်ဒီအသက်ပေးပြီးတော့မှလက်နက်ကင်ပြီးတော့ဒါတွန်းလှန်ကြတာဒါမဲ့ကျွန်တော်တို့ရဲ့လူချင်းနဲ့ဒီနိုင်ငံရေးဒီ mindset ကဘာလဲဆိုတဲ့ဟာတော့ကျွန်တော်တို့အနေနဲ့ပြည်သူကိုတော့ချပြရမယ်ဆိုတာပြောချင်တယ်ဆိုတော့ကျွန်တော် CC ကတော့ဒီတခြားဆိုတာထက်ဒီကျွန်တော်တို့ချင်းလမ်းအတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေနဲ့ဒီကျွန်တော်တို့တွေ့ဆုံဆွေးနွေးဖို့ရှိမယ်ဒီတွေ့ဆုံဆွေးနွေးတဲ့ဟာကခုနကျွန်တော်ပြောသလိုချင်းလူမျိုးတွေရဲ့အခွင့်အရေးချင်းပြည်ရဲ့ဒါချင်းပြည်ကိုကာကွယ်ဖို့ချင်းပြည်လုံခြုံဖို့ချင်းပြည်လွတ်မြောက်ဖို့ချင်းလူမျိုးတွေရဲ့ဒီအနာဂတ်တိဆောက်ဖို့အတွက်ကျွန်တော်တို့ဆက်လက်ပြီးတွေ့ဆုံဆွေးနွေးကိုလှုပ်ဆောင်တော့ပါမယ်လို့ဆိုတော့လက်တလောဖြစ်နေတဲ့ပဋိပက္ခတွေလည်းအမြန်ဆုံးဒီပြည်လည်နိုင်ရဲ့အတွက်ကိုလည်း CC ဘက်ကနေကြိုးပမ်းနေတဲ့ဟာတွေလည်းရှိပါတယ်လို့ဟုတ်ကဲ့ပါCDF ကတော့ဒီချင်းလန်းကောင်စီကနေနှုတ်ထွက်တယ်ဆိုတော့နှုတ်ထွက်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့တီးရသလောက်သူတို့ခေါင်းဆောင်တွေရဲ့ပြောပြချက်အရာပေါ့ဆိုတော့ CDF တိုင်းဆိုတာကဒီပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့တိုင်းလူမျိုးစုကိုစားပြုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီအဖွဲ့အစည်းကနေပြီးမှချင်းလန်းကောင်စီကိုလာ join တဲ့အချိန်ကျတော့လက်ရှိမှာသူတို့ရဲ့အတိုင်းမျိုးတွေစုရနေထိုင်တာကကျွန်တော်တို့ရဲ့ချင်းပြည်တောင်ဖက်ချမ်းဘက်ကဒီမင်းတပ်မတူပီကံပလက်ဒီပလောဝါပေါ့အဲ့ဒီ၄မျိုးနဲ့အတွင်းမှာသူတို့ကပြန့်ကျဲပေးနေတဲ့မျိုးနွယ်စုတွေဖြစ်တယ်ဆိုတော့တော်တော်လေးသူတို့တူဦးရင်များပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အနေအထားမှာတိုင်းရဲ့နိုင်ငံရေးကိုသူတို့ဒီထက်ပိုပြီးတော့မှကြည်ပြည့်နဲ့သူတို့ဆောင်ရွက်ခြင်းတဲ့ဟာလေးဖြစ်မယ်သူတို့ရဲ့ဘူဘစင်ဆက်ကနေပြီးတော့မှဒီပြန့်ကျဲခံရတဲ့ဒီ၄မျိုးနေကတိုင်းတွေကိုစူးစီးရေးကိုလည်းသူတို့အသားပေးတဲ့ပုံစံဖြစ်ပါတယ်ဆိုတော့သူတို့အနေနဲ့ဒီ၄မျိုးနေစူးစီးဖို့ဆိုရင်ချင်းလန်းကောင်စင်မှာဒိုင်ဘလောမှာရှိတဲ့ဒိုင်တစ်ခုတည်းကိုစားပြုပြီးတော့မှဓာတ်ရဲ့နိုင်ငံရေးကိုသူတို့ဆုံးဖြတ်တာကဒါတဘောမကြဘူးပေါ့ပြောမှဆိုရင်ဒါဒီမတူပီဒိုင်လည်းမပါဘူးမတူပီဒိုင်ဆိုရင်ကျွန်တော်အခုမှပဲပြောတာပါမတူပီဒိုင်ဆိုရင်ချင်းလန်းကောင်စီကိုလာလျှောက်တယ်ဆိုတော့မဖြစ်နိုင်တာကဒီဘလော့တိုင်လဲချင်းလန်းကောင်စီမှာပါနေတယ်မတူပီတာရဲ့ဒီလူဦးရေတွေဘာညာကျွန်တော်တို့ကြည့်တဲ့အချိန်မှာလဲတော်တော်များများဒီမပြည့်စုံတဲ့ဟာတွေရှိတဲ့ဟာဖြစ်တော့ကျွန်တော်တို့သူတို့အနေနဲ့ညီနိုင်ကြပါဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့ထားတယ်ကျွန်တော်တို့လက်ခံနိုင်ဖို့အတွက်ဒီ criteria တွေဘာတွေမပြည့်မီဘူးပေါ့အဲ့ဒီအဆင့်မှာကျွန်တော်တို့ရှိတယ်ဆိုတော့ဒီလိုမျိုးသူတို့ရှင်းချခဲ့မှာဖြစ်လာတော့ဘလော့တိုင်ကပဲဒီဓာတ်တွေရဲ့အရေးအလုံးကိုချင်းပြအစ်စ်မှာဒါတွားပြောမှနေရာယူထားသလိုမျိုးသူတို့ကပဲကိုစားပြုမှုအလုံးကိုယူထားသလိုမျိုးတခြားမြို့နယ်မှာရှိတဲ့ဓာတ်တွေကလည်းမြင်ကြတယ်တကယ်တမ်းလည်းအဲ့လိုဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအနေထားမှာ CDF တိုင်အနေနဲ့ကလည်းဒါနှုတ်ထွက်ရတာဖြစ်တယ်ပြီးတော့ဒီတခြားမတူပီတရင်လေးလီဆန်းတော့လည်းမတူပီတစ်ခုလုံးမှာရှိတဲ့မတူပီကလည်းချင်းလန်းကောင်စီမှာပါတာဟုတ်ဆိုတော့ဒီအကုန်လုံးတော့မဟုတ်ပေမဲ့ဒီတပ်မဟာနဲ့ control area တော်တော်များများပေါ့ဆိုတော့အဲ့လိုမျိုးပါလာတာဖြစ်တော့ဒီမတူပီရဲ့အုပ်ချုပ်ရေးကနေသူတို့ကလည်းအကာအကွယ်ရေးကနေနှုတ်ထွက်ကြရတာဖြစ်တယ်ဆိုတော့သူတို့အနေနဲ့အတိအကျလွတ်လပ်တဲ့ဓာတ်ရဲ့ဒီနိုင်ငံရေး political platform တစ်ခုကိုသူတို့တိဆောက်ခြင်းဖို့အတွက်လို့ပဲကျွန်တော်တို့ကတော့သုံးသပ်တယ်ကမ်ဘလက်ကလည်းထွက်တယ်ပေါ့နော်ဆိုတော့ဒီမင်းတက်ကတော့ခုချိန်ကြီးဘာတစုံတရားမှကျွန်တော်အတန်မကြားသေးဘူးပေါ့ဒါလည်းဒါသူတို့ရဲ့သဘောထားပေါ့ဆိုတော့ကျွန်တော်အနေနဲ့ဒီခုန CC မှာပါတဲ့အတိုင်းတဖွေနှုတ်ထွက်တော်တဲ့ဟာကိုပဲ highlight လုပ်ပြီးမှကျွန်တော်ပြောလိုပါတယ်ဆိုတော့သူတို့က CC policy ကိုမကြိုက်လို့CC constitution ကိုသူတို့ကမကြိုက်လို့နှုတ်ထွက်တော်တာမျိုးမဟုတ်ဘဲနဲ့သူတို့ဒါမျိုးတွေစုတွေရဲ့ဒီအားလုံးစုပြီးတော့မှကျွန်တော်တို့စုကြမယ်ဒိုင်းစုစီရေးဒီပထမပြီးတော့မှဒိုင်းရဲ့နိုင်ငံရေးဒီကျွန်တော်တို့အဲ့ဒါပြီးနောက်ပိုင်းမှာပဲကျွန်တော်တို့အနေနဲ့ဆုံးဖြတ်ကြမယ်ဆိုတော့သူတို့ရဲ့ဒီဒိုင်းတူမျိုးတွေရဲ့လက်ရှိမှာဒီဆောင်ရွက်တော့ကြဖို့ပေါ့နော်သူတို့လေးမျိုးနဲ့မှရှိတဲ့အတိုင်းအဲ့ဒါကိုပဲကျွန်တော်တို့အနေနဲ့သုံးသပ်ပါတယ်လို့ဆိုတော့ဒါကတော့တော်တော်လေးကောင်းပါတယ်ကျွန်တော်တို့
စုစည်းပြီးတော့မှဒါရိုက်တွေရဲ့အရေးကိုသူတို့ဆောင်ရွက်ကြဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကလည်းအားပေးပါတယ်ဆိုတဲ့ဟာပဲပြောချင်ပါတယ်ကျွန်တော်တို့ဒီပလောဝနဲ့ပတ်သက်ရင်တော့ဒီပြောချင်တာအများကြီးရှိတာပေါ့နော်ဒါမဲ့လည်းဒီကျွန်တော်တို့ပလောဝရဲ့ပထဝီအနေအထားကိုကတော်တော်လေးကိုကျွန်တော်တို့တခြားဒီမြို့နယ်တွေကျွန်တော်တို့ဒီပြောရမယ်ဆိုရင်တော့ပလောဝရဲ့ထူးခြားချက်ပေါ့ကျွန်တော်တို့သူ့ရဲ့ geography ကိုလည်းကျွန်တော်တို့ကြည့်တဲ့အချိန်မှာချင်းပြည်အတွင်းမှာတော့ပါတယ်ဒါမဲ့ပလောဝရဲ့တမိုင်းကြောင်းကိုကျွန်တော်တို့အဆက်ဆက်ကိုကြည့်တဲ့အချိန်မှာတွေ့ရဲ့ဒီ geography ကတော်တော်များများပလောဝရဲ့တမိုင်းကိုစကားပြောရတယ်အများရှိရပေါ့ဆိုတော့ကျွန်တော်ပလောဝလို့ကျွန်တော်နေတဲ့အချိန်မှာဒါဒီချင်းပြည်ဖြစ်တယ်ပြီးတော့မှကျွန်တော်တို့လူပလောဝမှာရှိတဲ့ပြည်သူတွေကအားလုံးချင်းမဟုတ်ဘူးဆိုတဲ့ဟာတော့တစ်ဖက်မှာအားလုံးတည်ထားကြပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီသသိန်းကျော်နေတဲ့ပလောဝလူဦးရေမှာ8000လောက်ကပဲကျွန်တော်ချင်းလူမျိုးတွေဖြစ်တယ်။ကျန်တဲ့လူမျိုးတွေကတော့ဒါရခိုင်1000ကျော်လောက်ကျွန်တော်နေထိုင်တွေ့ရတယ်ရောရှိပြီးတော့မနေကြတာပေါ့နော်။ဆိုတော့ဘုံတွေရှိတယ်ဘုံလူမျိုးတွေရှိတယ်တခြားဒီဟိုဟိန္ဒူတို့ဘာလို့တော့မွတ်စလင်တို့တော့နေကြတယ်ပေါ့။ဆိုတော့အဲ့ဒီအနေထားမှာကျွန်တော်တို့ကပလောဝဟာချင်းပြည်ဖြစ်လို့ချင်းလူမျိုးတွေကပလောဝကိုချင်းလူမျိုးတွေရဲ့စိတ်ကြိုက်သွားပြီးတော့မှစီမံခန့်ခွဲရမယ်ချင်းလူမျိုးတွေရဲ့ဒီစီမံခန့်ခွဲအောက်မှာအပြည့်အဝရှိရမယ်ဆိုတဲ့ဟာလည်းတရားရာခိုင်နှုန်းမမှန်ဘူးတကယ်တမ်းဆိုရင်တော့ပြီးတော့တစ်ဖက်မှာလည်းပလောဝကို ULA ကတင်ပိုက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီ ULA ကပဲဒီအုပ်ချုပ်ရေးစနစ်တွေပဲအကောင့်တွေပေါ်ရမယ်ဆိုတဲ့ဟာလည်းဒါမမှန်ဘူးကျွန်တော်တို့ပလောဝအရေးကိုချင်းကပ်တိုင်းမှာကျွန်တော်တို့ကပလောဝမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူလူထုတွေကိုဘယ်လိုမျိုးပွင့်လင်းမြင်သာမှုရှိနဲ့ဒီအုပ်ချုပ်စီမံတဲ့စနစ်တွေကိုဆောင်ရွက်မလဲဆိုတဲ့ဟာကပထမတစ်ချက်ဖြစ်တယ်ဒါလည်းရှိကျွန်တော်တို့အနေနဲ့လက်ခံရမှာပဲဆိုတော့ဒီပလောဝမြို့နယ်အတွင်းမှာနေထိုင်တဲ့ဒီလူမျိုးတွေရဲ့အခွင့်အရေးဒီလူမျိုးတွေကဘာလို့ချင်တယ်လဲပလောဝမှာရှိတဲ့ပြည်သူတွေအဓိကတော့ဒီပြည်သူတွေဘာလို့ချင်တယ်လဲဘယ်လိုမျိုးသူတို့ကိုအုပ်ချုပ်နိုင်တယ်ဆိုတဲ့ဟာတော့ဒီပလောဝမှာရှိတဲ့ပြည်သူလူထုတွေကိုပွင့်လင်းမြင်သာမှုရှိတဲ့နေရာမှာလွတ်လပ်စွာသူတို့သဘောထားဒီထုတ်ပေါ်ပိုင်ခွင့်သူတို့လွတ်လပ်စွာသဘောထားကွေးလွှင့်ခွင့်သူတို့ဒီလွတ်လပ်စွာပြောဆိုပိုင်ခွင့်လွတ်လပ်စွာမေးပေးပိုင်ခွင့်အဲ့ဒီအခွင့်အရေးတွေကိုကျွန်တော်တို့ပေးနိုင်တဲ့အချိန်ကြာရင်ဒီပလောဝရဲ့ဒီဖြစ်ပေါ်နေတဲ့အရရက်ကနေပြီးတော့မှအပြောင်းလဲတစ်ခုတော့ရောက်လာမှာပါဆိုတဲ့ဟာပဲကျွန်တော်တို့ပြောလို့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုဒီဆွေးနွေးခွင့်ရတဲ့အတွက်ဆိုတော့ဒီကျွန်တော်တို့ချင်းပြည်ကဒီ2024အားလုံးလွတ်မြောက်ချင်တာပေါ့ကျွန်တော်ချင်းပြည်လွတ်မြောက်နိုင်ရေးကိုလည်းဆောင်ရွက်နေကြတာဖြစ်တယ်ဆိုတော့ဆက်ပြီးတော့ချင်းပြည်အတွင်းမှာကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်စခန်းတွေအားလုံးတင်ပိုက်နိုင်ရေးကိုလည်းကျွန်တော်ချင်းပြည်အတွင်းမှာရှိတဲ့လက်နက်ကင်တော်လှန်ရေးအင်အားစုတိကနေပြီးတော့မှတီမိမိနဲ့ဆောင်ရွက်နေတဲ့ဟာတွေရှိတယ်ဆိုတော့ပြည်သူလူထုတွေနဲ့ဒီအပေါ်မှာနောက်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြည်ပမှာရှိတဲ့ကျွန်တော်လူထုတွေရောပြည်တွင်းမှာရှိတဲ့လူထုတွေရောဒီရုပ်ဝင်းမှာရှိတဲ့လူထုပေါင်းစုံကနေပြီးတော့မှဒါနောက်ဆုံးတိုက်ပွဲကိုကျွန်တော်ဆင်နွှဲတော့ကြဖို့အတွက်ဖိတ်ခေါ်လိုပါတယ်လို့တရားနဲ့တပါသေးမှာပဲကျွန်တော်တို့ကဒီအကြမ်းဖက်စစ်ကောင်စီကင်းစင်တဲ့နေမီဖြစ်သွားတဲ့အချိန်မှာကျွန်တော်ချင်းလူမျိုးတွေရဲ့ကိုယ်ကံကြမ္မာကိုဖန်တီးပြီးကိုယ့်ဟာကိုယ်စီမံအုပ်ချုပ်တဲ့ချင်းပြည်တစ်ခုကျွန်တော်တည်ဆောက်ကြတော့မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီချင်းလူမျိုးတွေရဲ့ဥပချင်းမျိုးသားညီလာခံတာကျွန်တော်တို့လူထုကပဲအကုန်လုံးဆုံးဖြတ်နိုင်ရေးကိုကျွန်တော်တို့အားလုံးကဒီချင်းပြည်ရဲ့ကံကြမ္မာကိုချင်းပြည်လူထုကလည်းပဲဆုံးဖြတ်ရမယ်ပေါ့နော်ချင်းပြည်လူထုကပဲချင်းလူမျိုးတွေရဲ့ချင်းပြည်ကံကြမ္မာချင်းလူမျိုးတွေရဲ့ကံကြမ္မာကိုချင်းပြည်လူထုတို့ကိုယ်တိုင်ကနေပြီးမှထူးဆီးရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့လက်ရှိတော်လှန်ရေးမှာပူးပေါင်းပါဝင်နေတဲ့ကျွန်တော်တို့ခေါင်းဆောင်တွေရောပြီးတော့မှကျွန်တော်အဖွဲ့အတီးကနေပြီးတော့ဒါကိုနားလေသဘောပေါက်ပေးဖို့လိုအပ်ပါတယ်လို့ကျွန်တော်တို့အနေနဲ့တော်လှန်တယ်လို့ပြောတဲ့ဟာကကျွန်တော်တို့ကိုဖိနှိပ်ပြီးချုပ်ချယ်တဲ့ဘေးအဖွဲ့အစည်းဘေးအာဏာရှင်ကမှကျွန်တော်တို့ကမတိုက်လို့ဒီတော်လှန်တယ်ဆိုတဲ့အသုံးလုံးသုံးရတာဖြစ်ပါတယ်ဆိုတော့ဒါကို
တော်လှန်ရေးဆိုတဲ့အနှစ်သာရနဲ့တူအောင်ကျွန်တော်တို့အပေါ်မှာဖိနှိပ်ချုပ်ချယ်တဲ့အရာအကုန်လုံးကိုတော်လှန်တော့ဖို့အတွက်ကျွန်တော်တို့အနေနဲ့တာဝန်ရှိရအောင်ပါလို့ဆိုတော့ဒီဟာကိုလည်းဒီထည့်ပြီးပြောချင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်ကောင်စီကြာဆုံးရေးဒီပထမဒီအကြံပတ်စစ်ကောင်စီကြာဆုံးပြီးတော့မှကျွန်တော်တို့ရဲ့ဒီမျိုးသားတည်ဆောက်ရေးတွေကျွန်တော်တို့ချင်းပြည်သူစစ်ဖို့အတွက်ကတော့ဒါအကြံပတ်စစ်ကောင်စီကြာဆုံးပြီးနောက်ပိုင်းမှာကျွန်တော်တို့နေမြေတွေချင်းလန်းကိုဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေကဒါဒုတိယအနေနဲ့ကျွန်တော်တို့ချင်းကျွန်တော်တို့ချင်းလူမျိုးတွေကြားထဲမှာအချင်းချင်းစပွဲပေါ်မှာနဖူးတိုက်တူတိုက်တွေ့ပြီးတော့မှဆွေးနွေးပြီးတော့မှဒါလူထုတွေနဲ့ပေါင်းမှလုပ်ရမယ့်အရာတွေဖြစ်ပါတယ်လို့ဒီအချိန်မှာကျွန်တော်တို့ကြားထဲမှာပုတ်တိုင်းမှုတွေရှိနိုင်တယ်တဘောထားကိုယ်တွေရှိနိုင်တယ်မူတွေမတူနိုင်တဲ့ဟာတွေရှိနိုင်တယ်ဒီကိုကျွန်တော်ပထမရှိတဲ့တင်လာမျိုးကိုမလုပ်ဘဲနဲ့ဒီဂျမ်ဖက်စစ်ကောင်စီကိုပြုတ်ချရေးကိုလုပ်ကြဖို့လိုအပ်ပါတယ်လို့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ